ပင်လေးအောက်ကိုကျသွားတယ်အဲကြောင့်ဒီပင်လေးကခုနရေနဲ့မျောပြီးတော့ရှောက်ထွက်တယ်အဲကြောင့်သူကညှပ်ပြီးတော့သူ့ပိုးလေးကိုပြန်ထည့်ပြီးတော့လူသွားလမ်းစိတ်ကားလေးပေးနားမှာလေထဲဝင်တဲ့ပေါက်ဝပေးနားမှာပေါ့အဲ့ပေးနားလေးမှာပိုးလေးနဲ့ဒီလိုမျိုးလေးထည့်ထားမယ်ပေါ့နော်ဒါဆိုရင်ကြီးလို့တော်တော်လေးလှတယ်ဗျသူ့ရဲ့အပင်လေးကဒီမှာထိုက်မှာသူနီရဲလေးတွေနဲ့သူကရိုးအပင်ပဲဒါပေမဲ့အထိုက်မှာနီလေးတွေကမသိရင်ဆေးချယ်ထားတဲ့လိုမျိုးပဲပေါ့နော်တော်တော်လေးလှတယ်ဗျကြည့်ရတာဒါအတက်လေးတစ်ခုရှိတယ်တက်တော့မှာဒီကောင်ကိုနောက်ဆိုရင်ဒီကောင်ကိုပြန်ပြီးတော့ခွဲထုတ်လို့ရတယ်နောက်တော့ပြန်ခွဲလို့ရတယ်မရသေးပါနားလေโอเคတယ်လို့ဆိုโอเคတယ်ဒါမျိုးဥစ္စာအိတ်ဒီမျိုးဥစ္စာအိတ်တွေကနေပြီးတော့ရလာတဲ့မျိုးဥစ္စာတွေကိုထည့်ဒီကောင်ကစွိုင်းပေါ့နော်ကျွန်တော်စွိုင်းအထုပ်ပေါ့ဒီမှာမျိုးဥစ္စာတွေအကုန်လုံးနေထားတာပေါ့နော်သူကမျိုးဥစ္စာဓာတ်မျိုးဥစ္စာကျွေးစီရမလို့တော့သူ့ထဲမှာအကုန်လုံးနေထားတယ်အကောင်နဲ့အကောင်ပင်လေးကိုဒီလိုထည့်ပြီးတော့သွားထားမယ်ပေါ့နော်โอเคကြည့်လို့ဆင်ပြေပါဒါဆိုရင်တော့โอเคပါနော်ထည့်မယ်မြေထည့်မယ်အဲ့တော့အိုးလေးနှစ်အိုးဖြစ်သွားတော့ဗောဗျာအမှန်တော့ဒီပင်ကခုနမိုးတွေရွာပြီးတော့ဒီကောင်ကထွက်ကြနေတာဗျပထမစိုက်ရတာဒီလိုမျိုးတပင်ပဲဒါပေမဲ့ तू ကတက်လာတာဖြစ်နေဝင်းနာပွားလာအဲ့ပွားလာတဲ့ဟာလေးကိုဖက်ပြီးတော့နောက်တဲ့အိုးလေးနဲ့ပြန်ထည့်အဲ့တော့အိုးကြီးများရသွားဦးလေးတော့ပင်လေးချက်သွားဒါကိုကျွန်တော်သွားပြီးတော့ထားမှာပေါ့လူသွားတဲ့လေကားလေးပုံမှာကျွန်တော်လူဝင်နာပေါက်လေးနားမှာလေကားပေးနားလေးမှာတကားပေါက်ပေးနားလေးမှာထည့်ထားမှာဒါအိုးလေးနဲ့ဒီကောင်လေးရောပဲအိုးလေးကလည်းကြည့်ကောင်းတယ်ဒါရတော့ဖယ်ရမှာပေါ့โอเคဒီမှာပင်လေးတွေတလားဒီကောင်ကိုဒီနားရွှေ့မယ်နည်းနည်းလေးဒီလိုမျိုးလေးနေသူ့ကဒီနားလေးနည်းနည်းရွှေ့မယ်ဗျဒီတောင်းလေးမှာဆိုရင်သူကြည့်ကောင်းဒီပင်လေးနဲ့ဆိုတော့ဒီတောင်းပြီးတော့ဒီအိုးလေးကိုဒီနားပြန်ထားမယ်မဆိုးပါဘူးဒီနားလေးဆိုရင်ဟုတ်တယ်ဒီအိုးကြီးရွှေ့လို့ရလားရွှေ့ရဒီဘက်နဲ့အေးဒီဘက်လားโอเคဒီဘက်နဲ့ရွှေ့အဘနဲ့ရွှေ့ပြီးတော့ဒီကောင်လေးကိုဒီနားထားမယ်ဒီကောင်လေးကိုဒီနားထားမယ်ပြီးတော့ခုနအကောင်လေးလာတဲ့ဆန်ဒီလိုမျိုးတန်းပြီးတော့ပို့ပြီးကြည့်ကောင်းတော့ပို့ပြီးကြည့်ကောင်းတော့ဒီကောင်ထမှာမြေမရှိဘူးဒီကောင်မှာမြေမရှိဘူးအဲ့တော့ထည့်ရမှာပေါ့လာစားထည့်ပေးမယ်ငါမင်းမြေဩဇာဝစားရမယ်ကွာမင်းတက်လေကားလေးနားမှာလှလားမသိဘူး